နေတာမြင်နေရတယ်ဘယ်ကိုပြစ်ပေးရမလဲခဏနေငါပြပေးစောင်းကွာရန်ကြားလားကြားလားကြားတယ်မင်းသားရွာထိတ်ကိုပြပေးအများလို့ရထားလားရထားမင်းသားရွာတိုင်းမှာရွာသားတွေမြင်နေရတယ်ဟာဟဲ့ခိုင်းတယ်လို့လေကွာပြစ်တော့ပြစ်ရထားပြစ်ကျွန်တော်တို့စစ်ကြောင်းဟာနောက်မရောက်စစ်ကူဖို့သွားခဲ့တာတောင်းကျန်သူတွေဘက်ကပြေးအားသုံးပြီးပြစ်ခတ်ခဲ့တဲ့အတွက်ကျွန်တော်ရဲဝဲတယောက်ပြီးတယောက်ချဆုံးကုန်ကြတယ်ရှီတို့နောက်ဆုတ်လို့မရတဲ့ချင်းတွေကြောင့်ဘလို့မှမတက်တာနိုင်တဲ့အဆုံးပြန်လည်းပြစ်ခတ်ခွင့်ကိုကျွန်တော်ပေးခဲ့တာပါ